အားလုံးပဲမင်္ဂလာပါသခင် web service ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ခင်ဗျာလုပ်ငန်းရှင်တွေအနေနဲ့ဒီ website တစ်ခုလုပ်တော့မယ်ဆိုလို့ရှိရင်ပေါ့နော်ကျွန်တော်တို့လိုဒီ website service တွေစီမှာမအပ်ခင်မှာကြိုတင်ပြီးတော့ပြင်ဆင်ထားလို့ရတဲ့အချက်ကလေးတွေရှိပါတယ်ဒါလေးတွေကိုကြိုတင်ပြင်ဆင်ထားလို့ရှိရင်ကြတော့ဒါတကယ်တမ်း website လုပ်တဲ့အချိန်မှာပို့ပြီးတော့ဒါပြည့်ပြည့်စုံစုံလည်းဖြစ်တယ်ပို့ပြီးတော့လည်းဒါမြန်တယ်ပေါ့နော်မြန်ဆန်ဆန်ဖြစ်မယ်ပြီးလို့ရှိရင်ဒါရလာတဲ့ result ကလည်းပို့ပြီးတော့မှကျင်းနှက်ဖို့ကောင်းမှာဖြစ်ပါတယ်ဆိုတော့ဒီကြိုတင်ပြင်ဆင်ရတဲ့အချက်တွေကတော့ကျွန်တော်တို့ဒီ website တွေကတစ်ခုနဲ့တစ်ခုကမတူနိုင်ဘူးပေါ့နော်မတူနိုင်တော့ကျွန်တော်တို့ဒါအကုန်လုံးတော့ပြည့်စုံစုံပြောလို့တော့မရဘူးဒါပေမဲ့ဒါ website အားလုံးလို့မှာပါလေးရှိတဲ့အချက်ကလေးတွေကိုကျွန်တော်ဒီနေ့ sharing လုပ်ပေးသွားမှာဖြစ်ပါတယ်ဆိုတော့ပထမဆုံးတစ်ချက်အနေနဲ့ကတော့ကျွန်တော်တို့ဒါ domain name က domain name ကိုကျွန်တော်တို့ကြိုပြီးတော့စဉ်းစားထားလို့ရတယ်ပေါ့နော် domain name ဆိုတာကကြတော့ဒါ www.bababa.com ပေါ့နော်ဆိုတော့ဥပမာကျွန်တော်တို့ဆိုလို့ရှိရင်ဒါသခင် webservice.com ဒါဆိုလို့ရှိရင်ဒါကျွန်တော်တို့ရဲ့ domain name ပေါ့နော်များသောအားဖြင့်ကတော့ဒါဒီလုပ်ငန်းရဲ့နာမည်ကိုယူရတာပေါ့နော်ယူပြီးတော့မှဘယ်စကားလုံးသုံးမယ်ဆိုတာမျိုးကိုကျွန်တော်တို့ပြန်စဉ်းစားပြီးတော့ရွေးချယ်ရတာဖြစ်ပါတယ်ဆိုတော့ဖြစ်နိုင်လို့ရှိရင်တော့ domain name ကိုတစ်ခုလည်းမဟုတ်ဘဲနဲ့နှစ်ခုသုံးခုလောက်ကြိုပြီးတော့စဉ်းစားထားတာကောင်းတယ်ပေါ့နော်ဘာလို့လဲဆိုတော့ကိုလိုချင်တဲ့နာမည်အတိုင်းမရတာမျိုးလေးတခါကျရင်ဖြစ်တတ်တယ်ပေါ့နော်ဆိုတော့နံပါတ်2အချက်အနေနဲ့ကကြတော့ကျွန်တော်တို့ logo ဖြစ်ပါတယ် logo ကတော့ဒါလုပ်ငန်းတော်တော်များများမှာတော့ရှိပြီးသားဖြစ်တယ်ပေါ့နော်ဒါပေမဲ့တစ်ခါတလေကြာလို့ရှိရင်ကျွန်တော်တို့လုပ်ငန်းအခုမှစပြီးတော့လုပ်တဲ့လုပ်ငန်းတွေဒါမှမဟုတ်ရှင်လည်းတချို့ဒါ offline မှာလုံးဝ run လာတဲ့လုပ်ငန်းတွေမှာလည်းတစ်ခါတလေကြာရင်ဒါlogo တိတိကျကျမရှိတာလေးတွေဖြစ်တတ်တယ်ပေါ့နော်ဆိုတော့ website လုပ်တော့မယ်ဆိုလို့ရှိရင်တော့ logo ကိုကြိုပြီးတော့ပြင်ဆင်ထားတာကောင်းပါတယ်နံပါတ်3ချက်အနေနဲ့ကကြတော့ဒါအယောင်ပေါ့နော်အယောင်ဆိုတဲ့နေရာမှာကျွန်တော်တို့ website မှာကြတော့ color က2မျိုး3မျိုးလောက်တွဲသုံးရတာမျိုးရှိတယ်ပေါ့နော်ဆိုတော့ဒီ main color တစ်ခုသုံးတယ်ပြီးလို့ရှိရင်နောက်ထပ်အယောင်ဆက် color တစ်ခုသုံးပေါင်း2ခုလောက်ထည့်လေးရှိတယ်ပေါ့နော်ဆိုတော့ total 3ရောင်ပေါ့နော်3ရောင်လောက်ထိဖြစ်သွားတတ်တယ်တခါလေးကျရင်လည်းတချို့ website တွေမှာဆိုလို့ရှိရင်လည်း total 2ရောင်နဲ့လောက်တာမျိုးတွေလည်းဒါဖြစ်တတ်တယ်ပေါ့နော်ရှိတတ်တယ်ဆိုတော့ကိုယ့်ရဲ့ main color ကြတော့များသောအားဖြင့်ကျွန်တော်တို့ကဒါ logo ရဲ့ color ကိုပဲယူသုံးလိုက်တာပေါ့နော်ခြေခံလိုက်တာဖြစ်တဲ့အတွက် main color ကတော့ဒါ logo ရှိပြီးသွားပြီဆိုလို့ရှိရင်ဒါပြီးသွားပြီပေါ့နော်ဒါပေမဲ့ channel ဘယ် color လေးနဲ့တွဲသုံးမယ်ဆိုတာမျိုးကိုလည်းကျွန်တော်တို့ကြိုပြီးတော့စဉ်းစားထားလို့ရပါတယ်ဒီနေရာမှာတော့ကျွန်တော်တို့ဒါကောင်းတာကြတော့ပေါ့နော်ဥမာကိုယ့်ရဲ့ logo color ဘာ color လဲပေါ့ဥမာအနီရောင်ပဲထားပါတော့အနီရောင်ဆိုလို့ရှိရင်တခြားဘယ်ရောင်တွေနဲ့တွဲလို့ရကောင်းမလဲဆိုတာမျိုးကိုကြတော့ကျွန်တော်တို့ဒီ online ပေါ်မှာတခြား website တွေကိုကျွန်တော်တို့ကြည့်လို့ရတယ်ပေါ့နော်တခြား website တွေမှာဒီအနီရောင် color နဲ့သုံးထားတဲ့ website တွေမှာသူတို့ဘာတွေသုံးလဲအဲ့ထက်မှကိုဘယ် website လေးကိုကြိုက်လဲပေါ့နော်ဒါလေးကိုကျွန်တော်တို့မှတ်ထားလို့ရတယ်မှတ်ထားပြီးတော့တကယ်တမ်းဒီ website လုပ်တော့မယ့်အချိန်မှာ website service တွေကိုဒီနမူနာ website လေးတွေပြလို့ရတယ်ပေါ့နော်ဒီလိုအရောင်လေးတွေလိုချင်ပါတယ်ဒီလို design လေးတွေလိုချင်ပါတယ်ဆိုပြီးတော့ဒါပြောလို့ရှိရင်ကြတော့ဒါပို့ပြီးတော့ကောင်းတာပေါ့နော် result မှာပို့ပြီးတော့ကျွန်တော်တို့ဒီ service တွေအနေနဲ့ကြတော့ customer ဘာမျိုးလိုချင်လဲဆိုတာကိုကျွန်တော်တို့ပို့ပြီးတော့သိရတာပေါ့နော်ဆိုတော့ဒါလေးတွေကိုကြိုပြီးတော့ပြင်ဆင်ထားလို့ရပါတယ်နံပါတ်4အချက်အနေနဲ့ကကြတော့ကျွန်တော်တို့ information တွေပေါ့နော် website မှာဘယ်လို information တွေကိုပြမလဲဆိုတာကိုလည်းကြိုတင်ပြီးတော့ပြင်ဆင်ထားတာအကောင်းဆုံးပဲပေါ့နော်ဒီ information ဆိုတဲ့နေရာမှာတော့နည်းနည်းတော့ကျေပြန့်တယ်ပေါ့နော်website တစ်ခုလုံးမှာ information တွေအများကြီးဖြစ်နိုင်တဲ့အတွက်ပေါ့ပြီးလို့ရှိရင်နောက်တစ်ခါကျတော့အရေးကြီးဆုံးလည်းဖြစ်တယ်ပေါ့နော်ဘာလို့လဲဆိုတော့ဒီ website တွေကိုကျွန်တော်တို့လောက်ရတဲ့အကြောင်းရင်းကလည်းဒီ information တွေကို customer တွေကိုပြချင်လို့ဖြစ်တဲ့အတွက်ကြောင့်ဒါဒီ information တွေကိုပြချင်တဲ့ information တွေကြံမသွားအောင်ပြည့်ပြည့်စုံစုံလေးဖြစ်သွားအောင်ကိုလိုချင်တဲ့ပုံစံမျိုးဖြစ်အောင်ဒါကြိုတင်ပြီးတော့ပြင်ဆင်ထားတာအကောင်းဆုံးဖြစ်တယ်ပေါ့နော်ဆိုတော့ information ဆိုတော့များသောအားဖြင့်ကဒါရှိတာက about us page ရှိတယ်ပေါ့နော် about us page မှာကြတော့ဒီကိုယ့်ရဲ့လုပ်ငန်းအကြောင်းတွေလုပ်ငန်းရဲ့ဒါ vision တို့ mission တို့ပြီးလို့ရှိရင် history လေးတွေပြလေးရှိတယ်ပြီးလို့ရှိရင်ကိုယ့်ရဲ့ team member ဒီအကြောင်းတွေပြီးလို့ရှိရင်ဒါ customer တွေရဲ့ review တွေပေါ့နော်ဒါလေးတွေကိုကျွန်တော်တို့ကိုယ့်စီမှာကိုယ့်လုပ်ငန်းမှာဘာတွေရှိလဲပေါ့နော်ရှိတဲ့ဟာတွေမှာဘာတွေပြခြင်းလဲဒါလေးတွေကိုကြိုတင်ပြီးတော့ပြင်ဆင်ထားလို့ရပါတယ်ကျန်တာကြတော့ဒါလုပ်ငန်းရဲ့သဘောတရားပေါ်မူတည်ပြီးတော့ပေါ့နော်
ကိုက service ပေးတဲ့လုပ်ငန်းလားဒါမှမဟုတ်လို့ရှိရင် product တွေကိုရောင်းတဲ့လုပ်ငန်းလားဒီပေါ်မှာမူတည်ပြီးတော့ကိုယ့်ရဲ့service ဘယ် service တွေမှာတော့ဘယ်အကြောင်းအရာလေးတွေပြခြင်းနဲ့ဒါမှမဟုတ်လို့ရင်ဘယ် product တွေမှာတော့ဘယ်အကြောင်းအရာလေးတွေပါစေခြင်းနဲ့ဆိုတာမျိုးကိုကျွန်တော်တို့ကြိုပြီးတော့ပြင်ဆင်ထားလို့ရတယ်ပေါ့နော်ဒါလေးတွေကိုကြိုတင်ပြင်ဆင်ထားခြင်းအပြင်ကြတော့ကျွန်တော်တို့တကယ်တမ်းလုပ်တဲ့အချိန်ကြာလို့ရှိရင်ပို့ပြီးတော့လည်းမြန်မြန်ဆန်ဆန်နဲ့ပြီးတယ်ရလာတဲ့ result ကလည်းပို့ပြီးတော့မှဒါကိုယ့်ရဲ့စိတ်တိုင်းကြလေးပို့ပြီးတော့ဖြစ်တယ်ပေါ့နော်ဆိုတော့ဒီနေ့ပြောသွားတဲ့မှာဆိုလို့ရှိရင်ကျွန်တော်ပြန်ခြုံပြောရမယ်ဆိုလို့ရှိရင်နံပါတ်1ချက်က domain name ပေါ့နော်နံပါတ်2ချက်က logo နံပါတ်3ကကြတော့ဒါ color ပေါ့နော်ပြီးလို့ရှိရင်တော့နံပါတ်4ကတော့ information ပေါ့နော် information ကတော့နည်းနည်းတော့ကျေပြန့်တယ်ကိုယ့်ရဲ့ဒီလုံးမဲ့လုပ်ငန်းရဲ့သဘောတရားပေါ်မှာမူတည်ပြီးတော့အမျိုးမျိုးဖြစ်နိုင်တယ်ပေါ့နော်ဆိုတော့ဒါလေးတွေကိုကြိုတင်ပြင်ဆင်ထားလို့ရတယ်ဆိုတာလေးကိုဒါကျွန်တော်ဒီနေ့sharing လုပ်ရင်းနဲ့ပေါ့နော်ဒီနေ့ဗီဒီယိုလေးကိုတော့ဆုံးသက်ချင်ပါတယ်အဆုံးထိကြည့်ရှုပေးတဲ့အတွက်လည်းအထူးပဲကျေးဇူးတင်ရှိပါတယ်အားလုံးပဲလုပ်ငန်းတွေတိုးတက်အောင်မြင်ကြပါစေခင်ဗျာ